So industrialization နဲ့ progressive era ကဘေးအကြောင်းအရာနဲ့စပြီးတော့ဒီချေလို့ပြောရမလဲဆိုရင် civil war အပြီးနော် civil war အပြီးရဲ့ဆိုတော့ तू က industrialization လို့ပြောလို့ရှိရင်ကျွန်တော်နှစ်ပိုင်းကြည့်လို့ရတယ်တစ်ပိုင်းက civil war အပြီးတစ်ပိုင်းက civil war မတိုင်ခင်ဘာဖြစ်လို့လဲဆိုတော့ industrial revolution လို့ပြောတယ်စက်မှုတော်လှန်ရေးက US က civil war မဖြစ်ခင်ကတည်းကကိုအစပြိုးလာတာပြီးတဲ့အထိပဲအဲ့တော့ industrial revolution ကဘာတွေဖြစ်စေခဲ့လဲဆိုတော့တဲ့ industrial revolution က US မှာရှိနေတော့အမိအထားနဲ့သွားတဲ့လမ်းကြောင်းတွေပေါ့နော်ပြီးရင် steel industry တွေ oil တွေကိုအများကြီးအရှိန်အဟုန်မြင့်ဖြစ်စေခဲ့တယ်အဲ့တော့အဲ့ဒီတုန်းက industrial revolution ကာလတုန်းကUS ကစီးပွားရေးစနစ်ကကြတော့ capitalism ဆိုတဲ့စနစ်ကိုသူကကျင့်သုံးနေတာ capitalist ဆိုတာကအရင်းရှင်စနစ်အဲ့တော့အရင်းရှင်စနစ်ကအားနည်းချက်ကဘာလဲဆို monopolist တွေmonopolist တွေဖြစ်တဲ့ trust တွေအဲ့တော့ industrial leaders တွေကဘာလုပ်လဲဆိုရင်government ရဲ့ကန့်သက်ချက်တွေကလည်းသူ့မှာ control ကတိတ်မရှိဘူးလေ government control မရှိတဲ့ကာလဆိုတော့ government ကဘာမှသူတို့ပေါ်မှာ control မရှိဘူးလွတ်လပ်နဲ့ free market ကိုလုပ်စေခဲ့တာဖြစ်တဲ့အတွက် monopolist ဖြစ်လာတယ်နော် monopolist ဖြစ်လာတယ်အဲ့တော့ US ကOkay ဒါဆိုလို့ရှိရင်ငါတို့ဒီ monopolist ကလည်းအစဉ်ပြေမနေဘူးဆိုတော့နောက်ပိုင်းကျတော့မှ monopolist စနစ်ကိုတိုက်ဖြတ်ဖို့ဆိုပြီးတော့ free competition လို့ပြောတယ်လွတ်လပ်တဲ့ဒီလွတ်လပ်နဲ့ရှင်ပြိုင်ခွင့်ရှိတဲ့ဟာမျိုးတွေသူတို့လုပ်လာပေါ့နော်လုပ်လာတယ်နောက်တစ်ခု US မှာဘာဖြစ်စေခဲ့သေးလဲဆိုရင် economic connection အနေနဲ့ကြည့်မယ်ဆိုရင်အခြားသောနိုင်ငံအနေနဲ့ US က economic connection တအားကောင်းလာတယ် new imperialism လို့ပြောတာပေါ့နော် empire ချက်လာတာသူ့ရဲ့ကုန်ပစ္စည်းတွေကိုတခြားနိုင်ငံကိုတင်ပို့သလိုသူများစီကလည်းသူပစ္စည်းတွေအများကြီးသွင်းလာတယ်အဲ့ဒီမှာသူ empire ချက်ဖို့အတွေးတွေလည်းသူ့မှာဝင်လာတယ်ဘာလို့လို့ပြောရလဲဆိုလို့ရှိရင် US ကသူ့မှာတခြားနိုင်ငံသူ့မှာမထွက်တဲ့ကုန်ပစ္စည်းတွေရှိတာအောင်နော်သူ့ဒေတာမှာသူမထွက်တဲ့ကုန်ပစ္စည်းတွေရှိတယ်အဲ့ဒီပစ္စည်းတွေကိုတခြားဒေတာတွေစီကနေသူတင်သွင်းတဲ့အခါမှာသူကိုလိုနီလောက်ထားလို့ရှိရင်ပထမတော့သူကစတွေ့တာ trade partner အနေနဲ့တွေ့တာဒါပေမဲ့နောက်ပိုင်းမှာသူကိုလိုနီလောက်ထားလို့ရှိရင်ဘာဖြစ်လာမလဲပိုပြီးအကျိုးအမြတ်ပိုများတယ်တာမန်အချိန်တွေထက်ပိုပြီးတော့သူကအကျိုးအမြတ်ပိုများတယ်ဆိုတော့အဲ့ဒီအတွက် new territorial control ရနိုင်အောင်ဆိုရင်ခြေတို့အဲ့ဒီ industrial realization ခေတ်မှာဆိုရင် Spanish တွေဟိုသွားတိုက်တဲ့ဟာမျိုးတွေဖိလစ်ပိုင်တွေသွားတိုက်တဲ့ဟာမျိုးတွေကျူးဘားကိုသူ control လုပ်တဲ့ဟာတွေဒါတွေပေါ်လာတယ်အဲ့တော့ industrialization ကာလမှာဆိုရင် working class တွေပြီးတော့ immigrants တွေရွှေ့ပြောင်းတဲ့သူတွေ farmers တွေ native american တွေAfrican American တွေအကုန်လုံး capitalist economy ရဲ့ abuse ပေါ့နော်အလွဲသုံးစားလုပ်မှုဆိုတာခေါင်းပုံဖြတ်တာတွေเนาะအဓိကသူတို့ exploitation လုပ်တယ်အလုပ်သမားတွေဆိုလို့ရှိရင်ကွာအလုပ်ချိန်အကြာကြီးလုပ်ရတယ်နော် working hour အကြာကြီးလုပ်ရတယ်အဲ့ဒါပြီးတော့လို့ရှိရင်လုပ်အဲ့ဒီဟာနေအပြစ်မဟုတ်ဘူးwhat ဒီကျတို့ safety ပေါ့နော် working place က safe မဖြစ်တဲ့ဟာတွေ unsafe working place တွေမှာလုပ်လို့ရတယ်ပြီးရင်လောက်ခလာစားတွေကြတော့တအားနေတယ်တကယ်၍တစ်ခုခုဖြစ်ခဲ့ရင်တောင်မှအလုပ်သမားတွေအနေနဲ့ရော်ကြီးမရ